ကဲအဲ့ဒါဆိုအခုမှတွေ့ရဗျာဒီမှာအစွန်စီမိုတွေ့တဲ့အတွက်ကို Wi-Fi လေးကိုပြန်ဖွင့်ပြီးတော့ထုံးစံတိုင်းပေါ့ဗျာနောက်တစ်ခု 4 device ဆိုတော့၄ခုအထိပေါ့နော်ဖုန်းဖြစ်ဒီ tablet ပဲဖြစ်ကွန်ပျူတာဖြစ်ပေါ့ဗျာဖုန်းပဲဖြစ်နော် tablet ပဲဖြစ်ဒီကွန်ပျူတာနဲ့ပဲဖြစ်ဒီ iPad တော့ပဲဖြစ်ပေါ့ဗျာဒီ device သုံးပြလို့ရတယ်ပြဿနာမရှိဘူးเนาะဟိုချိန်လို့ရတယ်ကြည့်လို့ရတယ်လူရှိအောင်ထိသုံးလို့ရတယ်ပေါ့ဗျာဆိုတော့အစွန်စီမိုအဲ့လေးကိုဖွင့်ပြီးတော့ဒီတဲကိုသွားသွားပြီးတော့ချိန်မယ်ဟုတ်ပြီဒါဆိုတော့ချိန်တော့အတန်ဘယ်လိုဖြစ်တော့ကျဲလောင်လားသူကကြီးနဲ့ Android နဲ့အဆင်ပြေပြီသူက wireless ဖြစ်သွားတဲ့တော့ဒီကအတန်ကကြီးဆိုပြီးထွက်တာအဲ့ဆိုတော့ဒီမှာချိန်သွားပြီနော်โอเคအဆင်ပြေပါပြီနော်ချိန်တော့ဒီထဲထက်โอเคနော်အဲ့ဆိုတော့တင်းနဲ့နှစ်ခုရပြီနော်ကင်ပြီးတော့ဒီမှာရိုက်လို့ရပြီဒါဆိုတရားကြီးဆိုတော့အကြီးဒါစိတ်ကြိုက်သုံးပါလေတော့နော်ရှေ့မှာနော်ဒီမှာပြပေးမယ်တို့နှစ်ခုနော်ရပါပြီနော်ဒီမှာတစ်ခုနှစ်ခုဒီဘက်မှာထပ်ကြည့်လို့ရတယ်ဒါပေမဲ့ဒီအသေးကိုတော့ကင်မရာအသေးကမော်နီတာမသုံးဘူးဒီအကြီးနှစ်ခုသုံးတော့ဗောနော်ဒါတွေ့တော့မသိနှစ်ခုရပါပြီနော်အဲဆိုတော့အဆင်ပြေပါပြီနော်ပြပေးမယ်ကင်မရာရှေ့မှာနော်တွေ့လားမသိနှစ်ခုရပါပြီအဲဆိုတော့အဆင်ပြေပါပြီနော်ဒီနေ့တက်ဆင်မှုကတော့ဒီနေ့ရတဲ့လောက်ပါပဲနော်ဆိုတော့တော်တော်လေးတော့လည်းစုံသွားပြီနော်တွေ့လားမသိအမျိုးတို့ကြီးโอเคဆိုတော့တော်စုံသွားပြီโอเคဒါဆိုဒါပဲနော်bye bye